ပြင်ကျင်လာလဲ ဟိုတော့တချင်းဆိုတချင်းဆိုရင်ထားအဲ့ရှင်ကောင်းတယ် အဲ့ဒီရှင်ပေါ့ အေးလေးကိုကျူး အင်္ဂလိပ်ရှင်ပေါ့ လိုက်တယ်လာပြီဒီကဘယ်လိုလုပ်လဲโอเคဇာစီလေးကိုဆိုရပါရမကနဲ့ဒီကိုနေညာအောင်အချိန်တော့ကဘာကျော်ဇာကာကြီးတွေကတိုက်တန်းမြုပ်ဆိုရဲတိုက်တန်းတိုက်ပြီးပါရင်မြုပ်လာတယ်โอเคအဲ့ဒါစောင်းလေးအာကေမစလဲအဘလီယိုနာပြီးနေတဲ့လားပြီးတဲ့你有跟来讲的好不？那结束嘛，别弄。给我一个，给我一塞西哟，这嘛我给我一西哟，来你啊，不，这嘛我来呀，报了，开一个报名。我们这来讲了，给我来那些，哎，啥的。ဘာဖြစ်တာပြီးတော့လင်းဆိုနဲ့နေသိမှာဟောငါဘလို့သိမှာပြီးတော့ဆိုပြန်လဲပြန်ရှောက်တယ်အလားနဲ့ချင်းနဲ့ကျွန်တော်ရဲ့ဒီပြဆက်ဆရာလန်ကန်လန်ကန်မလာချင်းနဲ့တော့ကြောင်းတိုင်းအားလုံးကောဒီကြတဲ့ဒီအကောက်တွေနော်မင်းငါငါကိုပြေးစံကွာမင်းမနဲ့ဖောက်ပြသွားလားပြီးတော့ရရဲ့တမျိုးလုံးငါဖားတယ်ဒီပဲချင်းနဲ့ကျွန်တော်ရဲ့ဇလန်ဆရာလန်ကန်လန်ကန်မလာဆရာရဲ့ဘုရားပြီးတော့ရင်အလုံးလက်ကောဒီကြတဲ့ဒီလက်ကောတင်တော့ဒီနမငါကိုပြေးစံကွာမိတော်ရင်ငါကိုပြေးစံနဲ့တမျိုးလုံးဟာလေအလုံးဟာဖားတယ်ပဲကွာအမနဲ့လေးချာလာလန်ကန်နေရရင်ဒီတော့တကယ်လားဖာဒီတော့အမျိုးလုံးဖာအကောင်းဆိုပါတကယ်တချင်းဆိုမှကွန်ပြီးတာ ကျွန်တော်ဆိုပေးမယ် ကျွန်တော်ကွန်လေးတကယ်ရတယ် ကျွန်တော်အဲ့တော့အားလုံးလည်းဒါအမှတ်တရလေးဖြစ်တော့ကျွန်တော်ထဲထဲလေးတစ်ခုပြပါမယ် โอเค ကျွန်တော်မဖြူရင်
ကျွန်တော်မပြည့်ရဲ့ crazy ပါဘာကြောင့်လဲဆိုတော့ကျွန်တော်3နှစ်ကျွန်တော်မပြည့်ရဲ့အတန်နဲ့တော့ကျင်နိုင်ထဲလိုက်တဲ့တကူထုတ်ပြချင်ပါတယ် 3နှစ်တိမတ်ပြည့်ရဲ့အတင်းကောင်တော့ရှော့လာ အတန်ကိုကျင့်တာလို့ အတန်ကျင့် ဒါအမှတ်တရအနေနဲ့ကျွန်တော်ဆိုပြချင်းဖြစ်ပါတယ်ကျွန်တော်ဘယ်ဘုမှမဆိုပါဘူး ဟုတ်တယ်ကောင်းခဲ့ပါလေဆိုရင်လေ ကျွန်တော်မပြည့်အတန်နဲ့ကျွန်တော်မပြည့်ပြီးကျော်သိန်းရဲ့မျက်နှာအထွက်ရှင်နဲ့ စိုးမာတီးမှာဘာဖြစ်လို့ဟိုဘက်ကိုကြည့် ဒီပုံစံနဲ့တူအောင်ကျွန်တော်ဆိုပြပါမယ်အဲ့ဒီအချင်းကလည်းအားလုံးလည်းသိမှဒီမှာလည်းမပြည့်ပြီးကျော်သိန်းရဲ့ဆက်စရာလိုချတဲ့ချင်းတွေကျွန်တော်ဆိုပြချင်ပါတယ် အဲ့လိုနားလေးပိတ်ပေးထားပါ ဒါလေးဖွင့်ပြတာ โอเค အကယ်တခုပဲတောင်းဆိုချင်ပါတယ်ကျွန်တော်မပြည့်ပြီးကျော်သိန်းရဲ့အတန်ပါဝါမျက်နှာအထွက်ရှင်ဒီပုံစံနဲ့တူရဆိုကျွန်တော်လက်ခုပ်တန်လေးပဲကြားချင်ပါတယ် ဟုတ်လေတူမတီးရမှာဘယ်လိုဖြစ်လို့ဆုတ်ပြီးဘယ်လိုလဲနော်မတော်တော့ပေါ့ ဒါကျွန်တော်ရဲ့ထဲထဲလေးတစ်ခုအမှတ်တရအနေနဲ့ထုတ်ပြခြင်းဖြစ်ပါတယ် โอเค မပြူကျော်တဲ့အထွေရှင်နဲ့ပြောရ โอเค let's go ကြည့်မယ်လေကြည့်မယ်လေနော်ရအချွေးပြရအောင်လည်းချွေးပြီဟော CB စပ်ပါတချင်လို့ဆို ကျွန်တော်မပြူကျော်တဲ့မျက်နှာအထွေရှင်နဲ့ပြော ဟိုမှာ level တက်နေပြီရောမယ်